နှုတ်ဆက်လိုက်ပါရဲ့မင်းစုမြမရင်ကြီးမြမလူမျိုးမြမရင်ကြီးမှုမြမတုခုမအမှုပညာတွေနဲ့မြမရိုးရာအတာတကြံဦးတကယ်ချစ်မြတ်နိုးရဲဆိုရင်မြမပြေကိုမင်းစုပြန်လာလိမ့်မယ်လို့ຫນွေဦးယုံကြည်နေပါရဲ့မင်းစုရဲ့အတိတ်စီကမင်းစုချီရရဲ့ထက်နေတဲ့ဒီကံကုန်ကြီးမှာမြူးတောင်ရင်ထမ်းဆောင်မှုရောက်ရှိနေရပါမင်းစုရှိခဲ့ဘူးရဲ့အရက်ဒေသမှာဘယ်နေရာကြည့်ကြည့်ဘယ်ဟိုတော့ဘာပဲလုပ်လို့မြူးတော်မင်းစုရဲ့မင်းစုအတန်မင်းစုဟန်ပန်ယူပဲညနေချာနေတွေ့နေမိရပါတယ်
တိယရဲ့မင်းစုနဲ့အထူးရှိခဲ့တဲ့နေရာအချိန်တိုင်းဟာလှပရဲ့အိမ်မက်တစ်ခုလိုပါပဲငါဖူးခဲ့သမျှအိမ်မက်တွေထဲမှာမမေ့နိုင်ဆုံးဘူးမင်းစုရဲ့တန်မိုးထားပြီးအမြင့်တလို့ရှိရတဲ့အရာတွေဟာဘလောက်ပဲဝေးခွာနေပါစေစိတ်ရဲ့အနည်းဆုံးနေရာမှာရှိနေတတ်စမြဲပါပဲရေကကုန်တော့မယ်နော်